ဘာမြေပြင်မှောင်တီးနေရဲ့များကဲတင်ရှင်မရှိသောခိုက်ကာလဉာဏ်ပညာအလင်းနဲ့လမ်းမှန်ပြဗုဒ္ဓမန်ကိုမမြင်နိုင်ခြင်းဝိဇ္ဇာတရားရာရာကိုတွေ့ညီသည့်တဏှာတန်တရားစဝန်းအားချိုးဖြတ်သွားဗုဒ္ဓကျင်လေရလေးပြအောကစုံစမ်းကတိမ်တိမ်ပြန်ချက်စအမသေးခြင်းသည်စင်းရဲလေးစွာဘိုးမဒေသနာတော်သစ္စာလေးပါမမြင်နိုင်သူကြုံဒီလူအနာရွှေဉာဏ်ရှင်သဗ္ဗညုတာအပူဇော်ညွတ်တာအိုမဟာဝီရဗုဒ္ဓဒုက္ခဤအကြောင်းသမှုတရားအကြောင်းကျိုးတို့ချုပ်ချင်းနိရောဓမှန်ကန်သည့်ထွတ်မြောက်လန်းသည်ကမေဂာဒီနေ့ရမြကဲတင်ရှင်မရှိသောခိုက်ကာလဉာဏ်ပညာအလင်းနဲ့လမ်းမှန်ပြဗုဒ္ဓအမှန်ကိုမမြင်နိုင်ခြင်းဝိဇ္ဇာတရားအရာရာကိုတွေ့ညီသည့်တဏှာတန်တရားစဝန်းအားချိုးဖြတ်သွားဗုဒ္ဓလေးပြအောကစုံစမ်းကတိမ်တိမ်ပြန်ချက်စဗမ္မရှင်ခြင်းသည်စင်းရဲလေးစွာအိုအဒေသနာတော်သစ္စာလေးပါမမြင်နိုင်သူကြုံဒီလူအနာရွှေဉာဏ်ရှင်သဗ္ဗညုတာအပူဇော်ညွတ်တော်အိုမဟာဝီရဗုဒ္ဓယေဓမ္မဟိတုပဘဝဒေသံဟိတုတထာဂတောအဟဒေသံကြယောဤရောတောဧဝဝါရိမဟာသုနောဗုဒ္ဓရှင်တရားတော်သည်အကြောင်းကြောင့်ဖြစ်ကုန်၏ထိုဖြစ်ရာအကြောင်းကိုလည်းကောင်းထိုအကြောင်းအကျိုးတရားတို့၏ချုပ်ငြိမ်းရာနှင့်ဆုငြိမ်းကြောင်းကိုလည်းကောင်းသတ္ထဂတအရှင်သည်ဟောတော်မူအပ်သည်ရသောယဟန်သည်ဤသို့ရှိ